မင်္ဂလာပါ Watch Gallery ပိုင်ဇက်အမှုမှကြိုဆိုပါရစေကျွန်တော်ဇော်မျိုးဦးပါကျွန်တော်ဒီနေ့မိတ်ဆက်ရောင်းချပေးမဲ့နိုင်လေးက G-Shock GA900 SE ပေါ့နော်အပြာနဲ့ခဲဆက် original ကျိုးတော့ case တော့မဟုတ်တော့ဘူးဗျကျိုး case ကသုံးမရတော့လဲလိုက်ပေါ့နော် Watch only ကို 98.99 ကျိုးအသစ်လဲထားတာဖြစ်တဲ့အတွက် 98.99 အသစ်လိုအတန်လေးရမှာဖြစ်ပါတယ်ကျိုး case အသစ်လေးမလို့အသစ်လိုအတန်လေးရမှာဖြစ်ပါတယ်နိုင်ရက်ပတ်လဲcondition လေးဖြစ်ပါတယ်တော်တော်လေးအပြင်မှာငြိမ်ပြီးတော့လှပါတယ်ခင်ဗျာသူ့ရဲ့ခဲကာလာနဲ့အထက်ကအပြာနဲ့ပေါ့နော်တော်တော်ငြိမ်တဲ့ကာလာလေးဖြစ်ပါတယ်ဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကိုအနောက်မှာပြောပြပေးထားပါတယ်ခင်ဗျာကျိုးရဲ့ condition လေးဖြစ်ပါတယ်ကျွန်တော်စီမှာ COD မရပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Ray Express Delivery ကားဂိတ်ရောက်သည့်မြည်သည့်မျိုးနယ်ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒါကတော့ကျိုးအတူပဲရဲ့ condition ပေါ့နော်ကျိုး case လဲထားတာဖြစ်တဲ့အတွက်အနာစာပွန်စင်မှန်ပွန်ကင်းပါတယ်ခင်ဗျာဆက်နက်ဘက်ထရီရေးစိုးရေးစိမ်ကျွန်တော်6လအာမခံပါတယ်ခင်ဗျဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger 239 2530 339 39 999 Viber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျဒီ model showroom အသစ်ဈေးကတော့4သိန်းခွဲအထက်5သိန်းကျော်နေပြီဖြစ်ပါတယ်ကျွန်တော်ရှိမှာတန်တန်လေးရောင်းချပေးပါမယ်ခင်ဗျာဒီကောင်လေးကိုပို့ကပါဝင်ပြီး2,18,000ကျပ်ဖြင့်ရောင်းချပေးပါမယ်ခင်ဗျာဟုတ်ကဲ့ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကပို့ကပါပြီး2,18,000ကျပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီတရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျယုံကြည်စိတ်ချစွာငွေကြိုးလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Watch Gallery ပိုင်ဇက်အမှုမှနှွေးထွေးစွာကြိုဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ